ကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောထီကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်မှုပြူစောထီ2 ဦးသေဆုံးပြီး6 ဦးရှင်ဖမ်းမိလက်နက်9 လက်နဲ့ခဲယမ်းများသိမ်းဆည်းရရှိစကိုင်းတိုင်းကမ်ဘလူမြို့နယ်အုံတော်ရွာပြူစောထီကင်းစခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့ရာပြူစောထီ2 ဦးသေဆုံးပြီး6 ဦးရှင်ဖမ်းမိခဲ့ကြောင်းကမ်ဘလူခရိုင်အမှတ်3 PDF တပ်ရင်းမှတာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသွားပါတယ်။ယမန်နေ့အောက်တိုဘာလ1 ရက်ည10 နာရီဝန်းကျင်ကကမ်ဘလူမြို့နယ်ထန်းကုန်းနှင့်ဒန်းပင်ရွာကြားရှိအုံတော်ရွာပြူစောထီကင်းစခန်းအားပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့မှအလစ်အငိုက်လျက်တပြက်ပြောက်ကြားနီးစနစ်ဖြင့်ဝတ်ခိုက်ခဲ့ရာပြူစောထီ2 ဦးသေဆုံးပြီး6 ဦးအရှင်ဖမ်းမိခဲ့ကြောင်းသိရပါတယ်။အုံတော်ကျေးရွာမှာပြူစောထီများသည်ပြူစောထီကောင်းဆောင်ဝါသတုများလက်အောက်ခံများဖြစ်ပြီးဝါသတုများကိုယ်တိုင်လက်နက်တပ်ဆင်စစ်တင်နှံပေးထားသူများဖြစ်ကြောင်းသိရှိရပါတယ်။ဖမ်းဆီးရရှိတဲ့ပြူစောထီတွေကိုစစ်တုပ်ပန်းဥပဒေအတိုင်းအရေးယူဆောင်ရွက်မှာပါဖမ်းမိတဲ့သူတွေကလည်းဝါတဝါကတင်နန်းပို့ချပြီးလက်နက်တပ်ဆင်ထားတဲ့အဖွဲ့ဟုကမ်ဘလူခရိုင်အမှတ်3 PD အတက်တပ်ရင်းမှတာဝန်ရှိသူကရှင်းပြပါတယ်။အုံတော်ကျေးရွာသည်ပြူစောထီများနဲ့စစ်တပ်ကအခိုင်အမာတပ်စခန်းဆောက်လုပ်ထားသောနေရာစခန်းကြီးတစ်ခုဖြစ်ပြီးတော်လှန်ရေးတပ်များနှင့်ပြည်သူများကိုနီလန်းမျိုးစုံဖြင့်အနှောက်အယှက်ပေးခြင်းဖမ်းဆီးခြင်းလက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်းများလှုံ့ဆော်နေသောစစ်စခန်းတစ်ခုဖြစ်ကြောင်းသိရပါတယ်။အုံတော်ရွာကပြူစောထီကောင်းဆောင်ဝါသတုများရဲ့လူတွေအဓိကကြီးစိုးနေတဲ့နေရာအခုသိမ်းတာကကင်းစခန်းကိုသိမ်းတာပါရွာကိုတော့သိမ်းဖို့အများကြီးပြင်ဆင်ရမယ်နောက်ပြီးအုံတော်ရွာမှာကအမှတ်6005တင်ကားတရင်လည်းရှိနေတယ်စူးစီးညီညွတ်မှုနဲ့တိုက်ခိုက်ရင်အောင်နိုင်တယ်ဆိုတာတက်တည်လည်းဖြစ်တယ်ရှေ့လျှောက်အောင်ပွဲတွေလာဦးမှာပါပြည်သူတွေကိုစိတ်အားတက်ဖို့နဲ့ခွန်အားနဲ့ရှေ့ဆက်ကြမယ်ဆိုတာပြောချင်တယ်ဟုတိုက်ခိုက်ရေးတွင်ပါဝင်ခဲ့သောတော်လှန်ရေးရဲဘော်တဦးကပြောဆိုပါတယ်ထို့အပြင်ပြူစောထီများကိုင်ဆောင်သုံးပြုသော G3 အမျိုးအစားတနက်3လက်ကပိုင်းအမျိုးအစားတနက်2လက်ပြောင်းချောတနက်2လက်နဲ့ခဲယမ်းပစ္စည်းအချို့သိမ်းဆည်းရရှိခဲ့ကြောင်းသိရပါတယ်။အဆိုပါတိုက်ခိုက်မှုကိုကမ်ဘလူခရိုင်ပကဖလှုပ်ရှားရေးတပ်ရင်းကမ်ဘလူခရိုင်အမှတ်3 PD တပ်ရင်းနဲ့နယ်မြေခံပကဖများမှတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။